ပန်းမြိုင်လဲမဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးမှာနင်းဟာမိုးချိုးရဲ့ဇနီးလှရီနေရာနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါတယ်ရှင်ဟာလှရီကလေအမှန်တိုင်းပြောလို့ရှိရင်နင်းရဲ့အခြား universe တစ်ခုကကိုဖြစ်ခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လှရီ character ဖြစ်ဖို့အတွက်ကိုနင်းဟာအဆအဆုံးပြောင်းလဲခဲ့ရတယ်နင်းအတွက်ကအကုန်လုံး challenge ဖြစ်ခဲ့တယ်လှရီဒီအသက်အားဖြင့်တော့၎င်းပြကြလို့ရှိရင်ရုပ်ရည်အားဖြင့်တော့၎င်းကိုယ့်ရဲ့ဒီဇာတိအားဖြင့်တော့၎င်းဘာမှမတူတဲ့နေရာတစ်ခုကနေပြီးတော့နင်းဒီ clay me character လည်းတွင်းရတယ်လို့ဒီအညာသူစစ် character လည်းတွင်းရတယ်ဒီမှာမှစွာတေးလန် character လည်းတွင်းရတယ်ပြီးလို့ရှိရင်ဒီဇက်ကာရဲ့အရာဆိုလို့ရှိရင်နင်းဒီတာသမီအပေါ်မှာထားတဲ့မြတ်တာဒီယောက်ျားအပေါ်မှာကောင်းစေခြင်းနဲ့မြတ်တာပြီးဒီဆရာလေးအပေါ်မှာကျေးဇူးတင်တဲ့အရာတွေပေါ့နော်ဒီဟာတွေအားလုံးနင်းတပြိုင်နက်တည်းကိုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နင်းအတွက်ကိုအရန်ကို challenge ဖြစ်တဲ့ character တစ်ခုဖြစ်ခဲ့တယ်လို့ဒီ challenge အပေါ်မှာလည်းနင်းလုံနိုင်ခဲ့တဲ့အတွက်အများကြီးကိုအခုချိန်မှာပြောနေရပါတယ်ကြိုးစားမည်နော်မိပါတယ်အဲ့လိုရန်ဖြစ်ကိုဖြစ်နေတာတဲ့ခလေးတွေကစိတ်တန်ရရသွားလိမ့်မယ်ခမငြိမ်နေတဲ့လူအာနာပါဝါပြအမှန်တိုင်းပြောရလို့ရှိရင်ပေါ့နော်နင်းရိုက်ခဲ့သမျှကားတိုင်းကိုကိုအမြဲတမ်းလိုအပ်ချက်ရှိခဲ့တယ်ကိုအားမရခဲ့ဘူးကိုပြန်ကြည့်ဖို့အတွက်ကိုအရန်ကြောက်ရွံ့ခဲ့တယ်ပေါ့နော်ကြောက်စိတ်နဲ့သာကြည့်ခဲ့တာပဲရှိတာပေါ့နော်ဒါပေမဲ့ဒီကားလေးမှာတော့နင်းတရက်ရိုက်ပြီးတဲ့အချိန်တိုင်းမှာနင်းကိုနင်းအရန်ပျော်ခဲ့ရတယ်ငါလုံနိုင်ခဲ့ပါလားဆိုတဲ့ဟာလေးကိုပေါ့နော်ပထမရက်ထက်ဒုတိယရက်ထက်တတိယရက်လုံးဝစကားကြီးတကားလုံးပြီးသွားတဲ့အချိန်မှာလည်းနင်းအရန်ကိုပျော်ပြီးတော့ခေါင်းချရတဲ့နေ့ရက်တွေကအိရရဲ့နေ့ရက်တွေကအပူပင်ကင်းကင်းနဲ့အိတ်ခဲ့ရတဲ့နေ့ရက်တွေဖြစ်ခဲ့ပါတယ်ဟုတ်ဒီကားကလေဇက်လည်းမသိရသေးခင်ဘာမှမသိရသေးခင်ကတည်းကဒီကိုမြင့်မြတ်နဲ့ပြချလို့ရှင်ဒါကိုထပ်တို့ရိုက်မဲ့ကာဖြစ်တယ်ဟိုကနေလက်ခံလိုက်ပြီးဘာ character ရဲ့လို့တော့နင်းမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ character ကိုစသိရတဲ့အချိန်မှာနင်းအတွက်ကပို့ပြီးတော့pressure တွေများခဲ့တယ်ပေါ့နော်ကိုရဲ့လုံးဝ senior ကြီးနဲ့တယောက်ဆောင်ရမယ်လုံးဝမဲ့ character နေရလဲလုံးဝကိုအပြောင်းလဲရမှာလုံးဝပြောင်းလဲကိုနဲ့ဘာမှမဆိုင်တဲ့အခြားတယောက်ကိုလုံးဝမှာဖြစ်တယ်ဟိုငငယ်လေးကောင်မလေးငငယ်လေးမျိုးသူမလေးချောလေးဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်နည်းနည်းလေးပြုပြင်ပြောင်းလဲလိုက်ရဒါပေမဲ့ဒါကြီးကလုံးဝ changes လုပ်ရမယ်ဟာဆိုတော့ဒီဇက်ကဇက်ညွန်စသိရတဲ့အချိန်မှာဒီ character ကိုစသိရတဲ့အချိန်မှာနှစ်ရသွားပြီးခေါင်းပေါ်မှာ pressure ပြီးနေပြီလုံးဝနှစ်ရတော့တော်တော်မှတ်တရဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘယ်သူမှမမှတ်မိကြဘူးနေသူတို့ကစိတ်ထဲမှာသူတို့ရွာကဒီရာသူရာသားလိုပဲအလုံးထင်ကြရတယ်ပေါ့နော်နှစ်လာပြီးဟေးဆိုလို့ရှိရင်လေဟိုတိုက်ချင်တယ်လို့လည်းတိုက်သွားပဲတိုးချင်တယ်လို့လည်းတိုးရတာပဲတစ်ခေါက်ဆိုမှတ်မရရှိသေးတယ်အเจ้าမှရိုက်တဲ့စင်းပါလေအနီးကနေပြီးတော့နှစ်ရကားပေါ်ကဆင်းချင်းအခြားအမတွေကသွားနှစ်နဲ့နှစ်ရနောက်မှကြံခဲ့တယ်ရှူတင်ခုံကြီးထုတ်နေလို့လားမသိအဲ့နဲ့အဲ့အနီးကလေဟဲတဲ့ကြောင်းထဲမှာတဲ့မင်းသားမင်းသမီးရောက်နေတယ်သွားမကြည့်ဘူးလားအဲ့နဲ့โอเคလို့သွားကြည့်ပါပါလို့ဆိုပြီးပြောလိုက်သူတို့လုံးဝမမှတ်မိကြဘူးအဲ့လိုကြောင်းထဲမှာကလေးတွေဟာလာပြီးဟေးဆိုလို့ရှင်လေဟာအခြားဟိုနင်တို့အမားတွေပေါ့နော်ဆရာမတွေကိုလည်းဓာတ်ပုံတွဲရိုက်တယ်အကုန်လုံးလည်းဓာတ်ပုံတွဲရိုက်တယ်နင်းလက်ရောက်လို့ရှင်နင်းကိုဒီလိုစစ်စစ်ကြည့်ပြီးတော့ကြော်သွားတာသူတို့ဖတ်ကုန်မလို့နင်းတို့တော့အဲ့ဒါကတော့အမှတ်တရပါပဲအဲ့ဒါကြောင့်မို့လို့ပေါ့နော်ဒီနင်တို့ဒီဝကန်ပါပေါ့နော်ဒီဝကန်ကရွာမှာရိုက်ခဲ့တဲ့ဒီပန်းမြိုင်လယ်မှာဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကျောင်းသားကရွာသူရွာသားတွေကိုယ်တိုင်မြင်ခဲ့ရတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးတက်လာတဲ့အခါမှာလည်းနင်းကိုလည်းမှတ်မိပေးကြပါအောင်လို့နင်းမမဟုတ်ဘူးပေါ့နော်အားလုံးကလည်းပန်းမြိုင်လယ်မှာဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးထွက်လာတဲ့အခါကျလို့ရှိရင်ဝကန်မဟုတ်ဘူးပေါ့နော်ဒီမြန်မာနိုင်ငံလုံးမှာရှိတဲ့အားလုံးသောရင်ဘတ်ထဲကိုရောက်ချင်တဲ့ကိုဟိုဘယ်လိုပြောရမလဲပေါ့လေးနေရတာကြာနေပြီဆိုရင်ဘတ်ထဲမှာထိဖြစ်သွားခြင်းနဲ့လူတယောက်ချင်းစီတိုင်းကြည့်ဖို့အတွက်ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်အဲဒါကြောင့်မို့လို့မြန်မာနိုင်ငံလုံးမှာရှိတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းလာရောက်ပြီးတော့အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်